Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အရန်စားခြင်းနေတဲ့ကိုရီးယားထမင်းတုပ်ပင်ပတ်ဆက်ဆက်လေးနဲ့လှုပ်ရှားဖြစ်လို့ဗီဒီယိုနဲ့တော့လာခဲ့ပါပြီရှင်ဒါကတော့သူ့အတွက်ပစ္စည်းတွေ ready လုပ်နေရပါတော့သူ့ထဲမှာမိုးလိုတယ်အဲ့ဒါပြီးရင်ကျွတ်သွန်ဖြူလေးကိုနောက်ဆင်ထားတယ်အဲ့ပြီးရင်ဂါချေဦးလေးကိုဒီလိုမျိုးပုံစံလေးချက်ထားတာပေါ့နော်ကျွန်မကျတော့အဲ့ဒါပြီးရင်ချက်သားတွေကျတော့ကိုကြိုက်တဲ့အသားငါထည့်နိုင်ပါတယ်ပေါ့နော်ကျမတို့ကျတော့ချက်သားလေးနဲ့လုပ်ထားတာပေါ့နော်ပြီးရင်ဒီဟိုထဲမှာစီထည့်ပြီးမှချက်သွန်ဖြူလေးကိုထည့်ပြီးမှနည်းနည်းလေးအနံ့လေးမွေးလာပြီဆိုတာ ਨੇ ကချေဦးလေးကိုထည့်ပြီးမှကြော်လိုက်တယ်အဲ့ဒါပြီးရင်နောက်တစ်မျိုးလေးဒီတိုင်းလေးပဲချက်သွန်ဖြူလေးနည်းနည်းလေးအနံ့လေးမွေးလာပြီဆိုရင်မိုးလေးကိုထည့်ပြီးတော့ကြော်လိုက်တာပေါ့နော်ကြော်ပြီးမှအဲ့လိုမျိုးလေးပြီးသွားပြီဆိုရင်နောက်တစ်ခုကလည်းတိုဖူလေးကိုထည့်မယ်ပေါ့နော်တိုဖူလေးကိုဒါမျိုးပုံစံလေးနဲ့ပဲကြော်မယ်ကြော်ပြီးလို့ရှိရင်ပဲပင်ပေါက်ကိုလည်းဒါမျိုးပုံစံနဲ့ပဲကြော်မယ်ဒါကတော့ဒါဟင်းနွယ်ရပေါ့နော်ဒါလေးကိုလည်းဒီလိုပဲကြော်မယ်အားချက်ကိုအပြီးပွဲပြင်တော့မယ်ပေါ့နော်ထမင်းလေးပကံလုံးလေးကိုထည့်ထမင်းလေးကိုထည့်မယ်ထည့်ပြီးလို့ရှိရင်အနားလေးကနေအိုးလေးလာသွားအောင်လို့ချက်သားလေးကိုဘီနားလေးကနေချက်သားထည့်တယ်တိုဖူထည့်တယ်မုံထည့်တယ်ဂါချက်ဦးထည့်တယ်ပြီးမုံငင်ရွက်လိုမျိုးလေးထည့်တယ်အပြင်ပဲပင်ပေါက်ထည့်ချက်ဦးထည့်မယ်ကျုပ်ထည့်အဲ့ဒါပြီးဘီဘင်ဘတ်မဆလာလေးထည့်မယ်ပေါ့နော်ဒီမှာကျတော့အဲ့ဒီမဆလာလေးကိုနည်းနည်းလေးထည့်ထားတယ်ပေါ့နော်အဲ့ဒါထည့်ပြီးတော့လို့ရှိရင်သူ့မွေလိုက်မယ်ပေါ့နော်အရန်စားလို့ကောင်းတယ်ပေါ့နော်ဒါပြောရင်းဆိုရင်လည်းတော့တည်ရည်လည်းကြားလာပြီပေါ့နော်လုပ်ထားတဲ့ဗီဒီယိုလေးကတော့2ရက်3ရက်ရှိသွားပြီဆိုတော့ပေါ့နော်ဒီကထောက်ပတ်ထည့်တာပေါ့နော်သူ့ထဲမှာပေါ့နော်ပြောရင်ဆိုရင်လည်းအရန်စားခြင်းနေပြန်ပြီးပါပေါ့နော်အဲ့ဒါအရန်စားလို့ကောင်းပါတယ်လို့ကျေးဇူးပေးတဲ့ညီကောင်မတွေကိုလည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေလုပ်ဖြစ်ရင်လည်းသင်ပေးပါဦးမယ်ရှင်အားပေးကြပါဦးရှင် See you bye bye next video